不是哦。ISIS Daniel 啊？ ISIS Simon Daniel 哦，ဘာလူမျိုးတော့ ညင်သိမ့်ဗမာလို့တော့ ဘာလူမျိုးတော့ လူမျိုးကတမန်ကလာ အော် ကိုကိုရာထာဝရဖျား မဟုတ်လေအော်ခရစ်ယာန် ခရစ်ယာန် အရင်ကတော့စနေနေ့မှာအခုဘယ်အသိမှမတက်ဘူး အော်အော် ဘာလို့ဆိုကျန်းစာတော့သွားရရနေမှာပါလေ ကျန်းသာအထက်ထည့်ထားမဟုတ်အုံနောက်ထည့်ထည့်ထားရမယ် ထဲတယ်အုံတော့ထမ အေးအဓိကတော့ဟိုဖယားဘယ်ဖယားမဆိုလေဖယားတိုင်းဟာဟိုစိတ်ကောင်းထားမယ်တဲ့နော်စိတ်ကောင်းထားမေတ္တာထားရမယ်တဲ့ဒါပဲဟောတာပဲ မင်းတကြောင်းတော့မချစ်ဘူးနာမည်တောင်မရေးဘူးသူများတွေကဟိုချစ်တရှိတဲ့တရားဟောကနေဟောကြ အခုပြောကြည့်ပါဦးမိသားစုကဘယ်နှစ်ယောက်ရှိတာ မိသားစုက3ယောက်ထဲ ခလေးတွေက အကြီးမပသိမ်မရောက်သွားမီ6ယောက်နဲ့ အခုနေတာ အခုနေဘဲရွာ တယောက်ထက်နေတာ တယောက်ထဲတော့ခက်လာတယ်ထွက်တာ ဩ တယောက်ထဲနေတဲ့အခါကျဒုက္ခပေးတာရှိသေးတယ်ခဏလေးဈေးသွားဝယ်တဲ့အခါမှာဝင်ပြီးတော့ဟိုမွေဒီမွေတာရှိသေးတယ် ဖုန်းနှလုံးတောင်ရှိရတာ သမီးလေးပို့ပေးတာဖုန်းအစ်စ်လေ 3000မ300အဲ့ဒီရောအဟောင်းရော တိုက်ဖြစ်နေရတော့ အခုယောဂကဒွင်းပြက်တာကဒွင်းပြက်တော့စာမြုပ်တော့မဝင်ဘူး အသက်ကဘယ်လောက်တော့ 90 90ဟာလားအခုဆေးရပါဘယ်မှာပြအောင် ဘယ်မှပြောင်းအရင်တော့ဒေါက်တာရှာတော့ဖို့ရှိသွားတယ်ငွေတော်လေးမှာကြငွေတော်လေးအိမ်ချန်ရောင်းပါလေ ဩအိမ်ချန်ရှိသေးလား အိမ်ချန်ရှိတယ်အဲ့ဒါကိုရောင်းပြီးသမီးလေးကိုတခြားတိုင်းပြည်မှာမထားချင်ဘူးပြန်ခေါ်ချင်တယ် အေး တိတ်နေရရရောင်းပြမယ်မိပါတယ်ရေရင်းပါတယ်အိမ်သေးသေးပါတယ်အဲ့ဒါ အစောဘယ်လောက်တော့အစော9000ပေးထားနော် ဟုတ်ကဲ့ ရော့ဖုန်းကတခါယူ2000ပေးလိုက်မယ်နော် ဟုတ်ကဲ့ နော်အဲ့2000နဲ့ရော့ကြည့်ပါ2000နော်အဲ့ဒါဟာရလေးစားပေါ့ဗျာမသွားနဲ့6မသွားနဲ့ကားပိုင်တိုက်တတ်တယ်နော် သမီးလေးပို့ပြီးပတ်စံအန်ရှွိုင်းလေ အင်ရှူဝါ အကောင်တက်လိုက်တာ ဟိုငွေတော်လေးမှ အဲ့လေအရက်ကဘယ်ဖះမှမကြိုက်ဘူး ဟုတ် လေ ကဲ့ကျွန်တော်ငွေတော်လေးမှကြရလေတောက်လိုက်ဖြတ်လိုက်တောက်လိုက်ဖြတ်တောက်တော့လည်းပြက် မဟုတ်ကိုအသက်လည်းကြီးပြီနော်အသက်ကြီးပြီအတွက်ကြောင့်အဲ့ဥစ္စာတွေမတောင်းနဲ့အဲ့အရက်တွေပါအရက်တွေမူးနေဘယ်သူမှမပေးချင်ဘူးနော် တောက်တော့လည်းပြက်မတောက်တော့လည်းပြက်ဆိုတော့အခုလုံးဝဖြတ်ပြလိုက်တာ အေးဖြတ်တဲ့အတွက်ကြောင့်ဘုံဘုံကနေရောအစိုးရဥစ္စာနဲ့2000နော် ဟုတ်ကဲ့ နော်ဟုတ်ပြီနော်ကဲ အခုကျွန်တော် ဘယ်လိုလဲစုပေးခြင်းတော့ ဒါစင်သမီးလေး ခရစ်ယာန်တို့ဘယ်လိုလဲစုပေးခြင်းတော့ အော်ထာဝရဖျားကြွလာတော့ခမအတူတူကကောင်းတဲ့ပြည်ကြီးစပါဝင်ကြအောင် အေးဟုတ်ပြီအားလုံးတက်ရှိကြမှာစိတ်ချမ်းသာနော်မေတ္တာတရားတွေ ယေရှုကလည်းငါဒီထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်ငါ့ကိုယုံကြည်လို့ဆိုတေလို့ငါလည်းရှင်ငါ့ကိုယုံကြည်တဲ့အသက်ရှင်တော့သူပေါင်းလို့လေ အေးအခုဘာပဲဖះပဲတလေနော်ဖះကဲမှာပေါ့ဒါဖះတလို့ဖះသားတော့တွေကလာခဲ့တာလေ ငါမသိရသေးငါမသိရသေးအသက်ရှင်ထာဝရဖျားအမှုတော်မြတ်ကိုကြားပြောရအောင်မယ် အေးဟုတ် ဘယ်ရမတက်ခါတော့နှလုံးရပ်တော့တေတော့မလို့ ဝေတောင်လေးကနေလာတာဟုတ်တယ် စင်ကာပူအကျွေးနဲ့သွားပြန်လာတော့မြေကွက်လေးသေးသေးလေးကိုအိမ်လေးသေးသေးလေးစောက်